သာသနာတော်နှစ်2554ခုနှစ်ဩဇာတက္ကရာ1382ခုနှစ်တကူရဲလဆန်း10ရက်2011ခုနှစ်ဖေဖော်ဝါရီလ13ရက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မဟာအောင်မြေရွှေသားလျောင်းဓမ္မဗိမာန်တော်တွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သောယရနာလူငယ်ဗုဒ္ဓဒေသနာတော်ပြန်ပွားရေးအဖွဲ့၏၄နှစ်ပြည့်အထိမ်းအမှတ်တရားတော်များကိုပူဇော်ခြင်းအထူးဓမ္မသဘင်အခမ်းအနား၌ချမ်းမြတ်သာစီမြို့နယ်64လမ်းနာရီ1မြင်းဆောင်68နှစ်မိခင်ကြီးတော်တောင်းစိန်အားယေရှု၏ဥညိုဝင်းတော်တန်းတင်သာသမီမြေမြင့်တစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်အညစ်အကြေးများကိုဖယ်ရှားခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတခါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိယဥ္စာတဲ့ခြင်းလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးပုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူကြရရှာလိပြီမဟာကရုဏီကတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျောဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်အညစ်အကြေးများကိုဖယ်ရှားခြင်းဘုရားမြတ်စွာရဲ့အဆုံးအမဖြစ်တဲ့ဘုရားဒေသနာအတော်အရာနိဗ္ဗာန်ရောက်အကြောင်းကျင့်စဉ်တစ်ခုကျင့်ကြံကြိုးကုပ်အထောက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဏှာဝှရှင်းရတဲ့မှာကျင်လီနေရတဲ့အခိုက်အတန့်အခါကာလမှာဆင်းရဲဒုက္ခတွေနည်းနိုင်သမျှနည်းသွားအောင်ကျင့်သုံးနေထိုင်ခြင်းအတွက်ဖြစ်စီစိတ်ဖြူစင်အောင်လုပ်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ညစ်နွမ်းနေလို့ရှိရင်အခြေအနေဇိုးတစ်ခုကို
ကျင်ဆိုင်ရလိမ့်မယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခာဒုက္ခတိဆိုတာအပင်ငရဲအပယ်ဆင်းရဲကိုရည်ညွှန်းတဲ့စကားဖြစ်တော့လဲဒုက္ခသဂတိဒုက္ခတိဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရာအပင်ငရဲကြတာဟာဒီတဲ့ပြင်းထန်တဲ့ဆင်းရဲဒုက္ခဖြစ်တယ်သို့တော့စိတ်ညစ်နွမ်းနေလို့ရှိရင်အပင်ငရဲမကြတောင်မှဒုက္ခတွေကြုံတွေ့နိုင်တယ်လို့သူတို့ပြောတယ်နော်ဒါကြောင့်စိတ်ညစ်နွမ်းနေလို့ရှိရင်ဒုက္ခရဲ့အနေအထားကိုဖြစ်ပေါ်စေနိုင်တယ်ဒုက္ခရောက်နိုင်တယ်ဒုက္ခကိုသာမျောလင့်နိုင်တယ်သို့သောလူတွေကမျောလင့်နေတာဒုက္ခကိုမျောလင့်တာမိတို့မျောလင့်တဲ့ဒုက္ခရမှာမဟုတ်ဘူးတဲ့ဒုက္ခကိုပဲရစိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခာတပန်စိတ်တွေဝိတုဒ္ဓေဒုက္ခတိပါတိကင်္ခာစိတ်စင်ကြယ်တန်ကျင်းပြီဆိုလို့ရှိရင်ဒုက္ခတိဘုံသို့မဟုတ်ဒုက္ခတဂတိချမ်းသာဒုက္ခရဲ့ဖြစ်ပေါ်လာဖို့ရာအတွက်မျှော်လင့်နိုင်တယ်ချမ်းသာဒုက္ခဖြစ်လာနိုင်တယ်လို့အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်စိတ်နိုင်ရင်ဒုက္ခရောက်တတ်တယ်စိတ်ဖြူစင်လို့ရှိရင်ချမ်းသာဒုက္ခရနိုင်တယ်အဲ့ဒါလို့ဆိုလိုတာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာပြုပြင်ဖို့ဟောတဲ့တရားတွေကြီးပဲအဓိကရိုးဆိုတာကတော့တာမန်လောက်ပဲသို့သောဒီကနေ့လောကသားတွေကအရေးတကြီးအလေးထားပြီးတော့ပြင်းနေကြတာဘာတွေတုံးဆိုရုပ်ပဲပြင်းနေကြတာကောင်းမောကဆာမင်လေးလှအောင်ပြင်းတယ်ကိုယ်မျက်နှာလှအောင်ပြင်းတယ်ဝတ်တဲ့အဝတ်စားတွေလှအောင်ပြင်းတယ်ကိုယ်ပတ်ဝန်းကျင်တွေလှအောင်ပြင်းတယ်သို့သောစိတ်ကိုပြင်ဆင်ဖို့စိတ်ကိုလှအောင်ပြင်ဖို့ဆိုတာကြတော့တတိမရတဲ့လူကရာခိုင်နှုန်းများများဆိုလိုတာကစိတ်မှမလှရင်ရုပ်လည်းမလှနိုင်ဘူးလို့စိတ်ကိုအဓိကထားဟောတဲ့ဒေသနာဖြစ်လို့မြတ်စွာဘုရားရဲ့ဒေသနာကိုအပေါ်ယံလေးလေ့လာတဲ့ပုဂ္ဂိုလ်အချို့ကဘုရားရဲ့ဟောပြောချက်ဟာသို့မဟုတ်ဗုဒ္ဓဝါဒဟာ idealism ဆိုပြီးတော့ပြောကြတယ် idealism ဆိုတာစိတ်တာပဒါနစိတ်တာအရှိတရားအဖြစ်လက်ခံ idealism လို့ခေါ်မြတ်စွာဘုရားကအဲ့လိုမဟောဘူးစိတ်တာရှိတယ်လို့ဟောတာမဟုတ်ဘူးစိတ်ကိုပြင်ဆင်ရမယ်လို့သာဟောတာစိတ်ကိုဖြူစင်အောင်ထားရမယ်လို့ဟောတာစိတ်တာအရှိတရားဒီလိုပြောတာမဟုတ်ဘူးစိတ်ဟာအဓိကလို့ဒီလိုပြောတာလည်းမဟုတ်ဘူးစိတ်ဖြူစင်အောင်လုပ်ရမယ်အဲ့တော့သူတို့ဖွင့်ဆိုတဲ့ idealism ဆိုတာ ਨੇ တခြားစီဒါကြောင့်မို့ဘုရားဝါဒဟာတချို့ပြောသလိုနံဝါဒ idealism မဟုတ်ဘူးလို့ဒီ idealism ရဲ့စံကျင်ဘက်ကတော့ materialism လို့ခေါ်တယ်ရုပ်ဝါဒရုပ်ဝါဒဆိုတာရုပ်တာအရှိတရားစိတ်ဆိုတာရုပ်ကိုအကြောင်းပြုပြီးတော့ဖန်တီးဖြစ်ပေါ်လာတဲ့အရာလို့ဒီလိုအမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းရှိတာပဲအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေးလာကြည့်မယ်ဆိုလို့ရှိရင်ရုပ်တာအရှိတရားမဟုတ်ဘူးရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစွမ်းရည်တတိဆိုတာရလာတယ်ဝိတ္တိမဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ရူပံနိဋ္ဌိဇံရုပ်ကြည်တက်တက်မှာဘာမှပါဝါမရှိပါဘူးတဲ့ရုပ်ကြည်တက်တက်ကစကားလည်းမပြောနိုင်ဘူးစားလည်းမစားနိုင်ဘူးသွားလည်းမသွားနိုင်ဘူးဒါမှမဟုတ်နိဋ္ဌိဇံရုပ်တက်တက်ပါဝါမရှိဘူးစွန့်ရည်တတ်တယ်မရှိဘူးလို့ပြောတယ်နာမ်နဲ့ပေါင်းစပ်မှနံတရားနဲ့စိတ်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာရုပ်ဟာစကားပြောတယ်စားတယ်သွားတယ်စသဖြင့်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ
ဒါကိုယ့်ဘက်ကိုဆင်ញင်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားဒီဟောထားတဲ့တရားတော်တွေဟာမြတ်စွာဘုရားကိုယ်တိုင်ကတန်ဋိဋ္ဌိကိုယ်တိုင်မြင်နိုင်တယ်လို့ပြောထားတာကိုမကြည့်ရင်တော့မမြင်ဘူးပေါ့လောကမှာတတိမမှုဂူမမြင်ဆိုတာဒါကြောင့်မို့တတိတံစင်ညာကိုအရင်ထူထောင်ရတတိရှိရမယ်ကိုယ့်ရဲ့အခြေအနေကိုကိုယ့်အကိုထိုင်ပြီးတော့လေ့လာကြည့်စိတ်ကိုလေ့လာတယ်ရုပ်ကိုလေ့လာအဲ့ဒီလေ့လာတာကိုပဲဒီကနေ့ခေတ် meditation လို့ခေါ်တာအဲ့တော့ကမ္မထာထုတ်တယ်အဓိပ္ပာယ်ကိုယ့်ကိုပြန်လေ့လာကိုယ့်စိတ်ကိုလေ့လာတယ်ကိုယ့်ရုပ်ကိုလေ့လာစိတ်အခြေအနေတွေဘယ်လိုဖြစ်တယ်ရုပ်အခြေအနေတွေဘယ်လိုဖြစ်တယ်သိအောင်လေ့လာအဲ့ဒါလို့လေ့လာမှသိတာမလေ့လာလို့ရှိရင်မသိဘူးဒါကြောင့်မို့ဒါတွေကလေ့လာလိုက်ပဲဆိုလို့ရှိရင်အခြေအနေတွေကိုအကုန်သိလာရုပ်ကိုယ်သာလင်နိဋ္ဌိစပါဝါမရှိဘူးလို့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားနာမံပိနိဋ္ဌိစံနန္တရားဟာလည်းပဲသူကြီးတက်တက်ဆိုပါဝါမရှိဘူးဟုတ်တယ်လေနန်ကြီးတက်တက်ဘယ်လိုလမ်းလျှောက်နန်ကြီးတက်တက်လမ်းလည်းမလျှောက်နိုင်ဘူးထမင်းလည်းမစားနိုင်ဘူးစကားလည်းမပြောနိုင်ဘူးနန်ကြီးတက်တက်ဆိုဟောနှစ်ခုပေါင်းလိုက်ပြီဆိုလို့ရှိရင်နန်ကစကားပြောခြင်းတော့ယုတ်ကပြောပေးရတယ်နန်ကစားခြင်းတော့ယုတ်ကစားပေးရတယ်နှစ်ခုပေါင်းလိုက်မှအလုပ်ဖြစ်တယ်လို့ပြောဝိသုဒ္ဓိမတ်မှာတေချာလေးလာကြည့်အဲ့ဒီလိုဟောထားတာဟာမြတ်စွာဘုရားရဲ့အလိုကြပဲအဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကိုရုပ်တာအရှိတရားလို့ဆိုတဲ့ materialism လို့လည်းပြောလို့မရဘူးနန္တာအရှိတရားလို့ပြောတဲ့ idealism လို့ပြောလို့မရဘူးဒါကြောင့်မို့ပြောလိုက်တာကတော့ဘာလဲလို့ဆို realism လို့ပဲပြောလို့ရတယ် realism ဆိုတာအမှန်ကိုဖော်ပြတဲ့ဝါဒတကယ်လက်တွေ့အရှိကိုသာလည်းပြောတယ်အမှန်ကိုသာလည်းပြောတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားတရားတော်တွေကအမှန်သိအောင်ကြိုးစားအထောက်ကြအမှန်မသိသေးသမျှတန်တရားမလွတ်ဘူးအမှန်မသိရင်အမှားသိနေတယ်အမှားသိနေတာကိုအဝိဇ္ဇာလို့ခေါ်တာပဲအဲ့ဒီအဝိဇ္ဇာရှိနေလို့ရှိရင်သင်္ခါရလို့ဆိုတဲ့ဘဝတစ်ခုကိုတိဆောက်ပြုပြင်နိုင်တဲ့ကံတရားတွေကိုလုပ်အဝိဇ္ဇာဆိုတဲ့ကိလေသာသင်္ခါရဆိုတဲ့ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာဝိညာဏလို့ဆိုတဲ့ဘဝရဲ့အစတစ်ခုဖန်တီးတယ်ဝိညာဏဆိုတာရေဝင်ရအဖြစ်ပြောတဲ့စကားသင်္ခါရပစ္စယဝိညာဏနဲ့မကဘူးအတိညတဗြဟ္မာဘုံကြတဲ့အခါကျတော့သင်္ခါရပစ္စယဇီဝိတနဝကရုပ်ကိုလည်းဖန်ဆီးပေးတယ်လို့ဒီလိုပြောရုပ်တာရှိတဲ့ဘုံကြတော့ဝိညာဏမဟုတ်တော့ဘူးပေါ့အဲ့တော့ဆိုလိုတာကအမှန်မသိလို့ရှိကံနေရှိလာလေကောင်းကံဆိုးကံဆိုတာရှိလာလို့ရှိရင်ဘဝတစ်ခုကပေါ်လာလိမ့်မယ်ဒါဟာအဓိကအချက်အဲ့တော့အမှန်သိအောင်လုပ်ရမယ်လို့ဆိုလို့ဒါဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရားအမှန်သိအောင်လုပ်ဖို့အတွက်ဘာအရေးကြီးတုံးလို့မေးမယ်ဆိုရင်စိတ်ဖြူစင်အောင်လုပ်ဖို့အရေးကြီးကဲဘုန်းကြီးတို့တွေစဉ်းကျင်စဉ်းစားကြည့်အမှန်သိဖို့ရာအတွက်စိတ်ဖြူစင်စေရမယ်ဆိုစိတ်ဟာဘာနဲ့ဥပမာတူလို့ကိုယ်အိမ်မှာအသုံးပြုနေတဲ့ရေချိုးခန်းထဲတို့မျက်နှာသစ်ခွက်ရှေ့တို့ချိတ်ထားတဲ့ဒီကနေ့ခေတ်မှာတော့ပဓာနဲ့လှုပ်ထားတဲ့မှန်နဲ့ပဓာနဲ့လှုပ်ထားတဲ့ချိเสียကြေးမှန်ဆိုတာရှိတယ်ရှေးတုန်းခေတ်တုန်းကတော့ကြီးပြားကိုပြောင်းဝဲနေအောင်ပုတ်လိုက်တာကြေးမုံလို့ခေါ်တာဒါကြောင့်မလို့ကြေးပြားကိုဝဲနေအောင်ပုတ်ထားအဲ့ဒါကိုကြည့်ကြအဲ့တော့မှန်မြင်လေးဟာမုံဝါးမရှိပဲနဲ့ကြည်ကြည်လင်လင်ဖြစ်လေလေရုပ်ပုံဟာပြီးပြင်းဖြစ်လေလေချင်းမုံလေးကပြီးကြည်ကြည်လင်လင်ဖြစ်လေလေမိမိရဲ့မျက်နှာရိပ်ဟာပြီးပြင်းမြင်ရလေလေပဲအဲ့တော့ကိုယ်စိတ်အခြေအနေကလည်းဒီလိုပဲ
စင်ကြယ်လေးလေးမိမိရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလေလေပဲမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရင်လို့ရှိရင်စိတ်ကိုကြည်ကြည်လင်လင်ဖြစ်အောင်လုပ်ပါလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကအလွန်လက်တွေ့ကျတဲ့တရားရှိလက်တွေ့ကျတဲ့တရားဒါကြောင့်မို့မြတ်စွာဘုရားကဒီမဟာအတ္တပုရတုတ်တို့မြတ်စွာဘုရားကလာတဲ့တုတ်တွေထဲမှာကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုဥတီဟောပေမဲ့လို့နိဗ္ဗာန်ရအောင်ကျင့်ကျင်တဲ့ပုဂ္ဂိုလ်တိုင်းအစဉ်စဉ်ကျင့်သုံးကြအဲ့ဒါကိုတော့မေ့ထားလို့မဖြစ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့ဆိုတာဟာဥတီချက်ရည်စူးချက်စိတ်ရဲ့ဥတီချက်ရည်စူးချက်ကလေးပဲပြောတာတကယ်လက်တွေ့လုပ်ရမယ့်ကိစ္စတွေရှိသေးတယ်လောကလူတွေဟာစိတ်ကူးနေုံနဲ့ဘာမှတော့ဖြစ်ဘူးစိတ်ကူးတဲ့နောက်မှာကြံရွယ်ချက်နဲ့လှုပ်ဆောင်ချက်ကြံရွယ်ချက်ရှိလာပြီဆိုရင်လှုပ်ဆောင်ချက်နောက်ကလိုက်ရမလိုက်ဘူးဆိုလို့ရှိရင်ကြံရွယ်ချက်ထမြောက်မှာမဟုတ်ဘူးတဲ့ဒါလက်တွေ့အနေနဲ့အမတမထင်ရှားတယ်အဲ့မှာနိဗ္ဗာန်ကိုသွားခြင်းပြီးဆိုလို့ရှိရင်ဘာကိုပြင်ရမှာလဲဆိုတော့ကိုယ်စိတ်လေးကိုပြင်စိတ်လေးကိုတန်ရှင်းအောင်လုပ်ရစိတ်မှာညစ်ကြေးတွေရှိနေတယ်ခုနကြေးပုံမြင်ဟာမှုံဝါးဝါးဖြစ်နေလို့ရှိရင်ကိုယ်မျက်နှာရိပ်ဟာပြီးပြင်းပြင်းပေါ်မှာမဟုတ်ဘူးပြီးပြင်းပြင်းမမြင်ရလို့ရှိရင်မျက်နှာမှာဘာရှိတယ်ဆိုတာသိနိုင်မှာမဟုတ်ဘူးပေါ့ဒါကြောင့်မလို့စိတ်ကလေးကြည်လင်းလာပြီဆိုရင်အတိညာလေးကလည်းတောက်ပြောင်လာမှာပဲအတိညာနဲ့မြင်ရမှာကိုဒါကြောင့်မို့စိတ်ကြည်လင်အောင်ကြိုးစားတယ်စိတ်ကြည်လင်ဖို့ရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်ဘာတွေလုပ်ရအဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့နံပါတ်1စိတ်ကြည်လင်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဩတ္တပဆိုတဲ့တရားကိုရှင်းလို့တိဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဩတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘိုးသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ပြပြသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်
မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမယ့်အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းဂန်တွေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တန်တုံးကြီးတုံးဆိုပါစို့တစ်ဖက်ကကြီးဖုတ်ထားလို့ရဲနေတယ်ဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့တော့ယွန်လို့မိထိထားလို့မိပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာချင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလုပ်ထားရဲ့ကြောက်လို့မလုပ်ထားရဲ့မလုပ်ထားခြင်းတူတူပဲပေါ့ဟုတ်ကဲ့လားရေချက်ကယွန်လို့မလုပ်ထားတာတစ်ခုကြောက်လို့မလုပ်ထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှေးဥစွာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရိဝတ္တပမရှိဘဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဝတ္တပပဋ္ဌာနံတဲ့ဟိရိဝတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အကုသိုလ်လုံးဝမရှက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဝတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံလာတယ်သီလရှိလာတယ်ရှိလာတဲ့သီလဟာလည်းခိုင်မြဲလာဒါကြောင့်မို့လို့ရှေးဥစွာကိုယ်တဏ္ဍမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်ဖို့ရအတွက်ဟိရိဝတ္တပကိုအရင်တိဆောက်ပါလို့ပြောတာအဲ့တုတ္တဟိရိဝတ္တပမှာအရင်မတိဆောက်ဘဲနဲ့တရားတွေသွားအထုတ်အထုတ်အောင်မဟုတ်အထုတ်ပါတယ်ကောင်းတယ်အခြေခံမပါဘဲနဲ့သွားလှုပ်လာလို့ရှိရင်ပြန်လာတဲ့အခါမှာအရက်ထဲမှာဒုံရင်မဖြစ်နေတတ်တယ်ဒုံရင်ဖြစ်ရုံမကဘူးဘာလေးပါလာတော့ဆိုမာနာလေးပါလာတယ်ငါတရားထုတ်တယ်သူတော့မထုတ်ဘူးဆိုအထင်လေးတစ်ခုပါလာပြီတော့အဲ့ဒါအကုသိုလ်ထပ်ပိုးလာတာလို့ပဲခေါ်တယ်စိတ်ဟာစင်ကြဲလာတာမဟုတ်မာနကထပ်တွယ်ကပ်လာအဲ့ဒါမစင်စားသင့်ဘူးပေါ့နော်အဲ့မာနတရားဆိုတာဟာအတုကန္တနာပရဝံပနာလို့ဆိုတဲ့ဟာအမှန်တမ်းမကောင်းတဲ့သဘောထားလို့ဒီလိုကိုယ်ကိုယ်တော့အထင်ကြီးတယ်ချီးမွမ်းတယ်